အဲ့တော့မိမိဟာဆိုရင်ရှစ်ပြားလက်ဖျားတွေထုံကျင်နေပြီးတော့ဗိုက်တာမင် B1 6တွေရှုပ်တယ်လို့ထင်ပြီးတော့မှဗိုက်တာမင်အားဆေးတွေတောင်းနေတော့မယ်ဆိုလို့ရှိရင်တော့ခုဗီဒီယိုလေးကိုကြည့်သွားတင်ပါတယ်ဒေါက်တာရှန်နီယာပါအထွေထွေရောဂါကုဆရာဝန်တယောက်ပါအဲ့တော့ဒီရှစ်ပြားလက်ဖျားတွေထုံကျင်နေရဲဆိုတိုင်းဗိုက်တာမင် B1 6တွေရှုပ်တယ်ဟာအပြင်တခြားအကြောင်းရင်းတွေလည်းဖြစ်နိုင်ပါတယ်အဲ့တော့ဘလို့အကြောင်းအရာလေးဖြစ်နိုင်လဲဆိုတာကိုဒီနေ့ဗီဒီယိုလေးမှာပြပြပေးပါမယ်တော့မိမိကရှစ်ပြားလက်ဖျားတွေထုံကျင်နေရဆိုလို့ရှိရင်တော့စီးကြိုးကြောင့်မလို့အာရုံကြောပျက်စီးပြီးတော့မှရှစ်ပြားလက်ဖျားတွေထုံကျင်နေရလဲဖြစ်နေနိုင်ပါတယ်။နောက်တစ်ချက်ကတော့ဒီကြောက်ကပ်မကောင်းတဲ့အတွက်ကြောင့်မို့လို့ကြောက်ကပ်ကနဲ့အဆိပ်ဓာတ်တွေကိုမစွန့်ထုတ်နိုင်တဲ့အခါမှာဆိုရင်အာရုံကြောတွေပျက်စီးစေပြီးတော့မှရှစ်ပြားလက်ဖျားတွေထုံကျင်နေရမျိုးလဲဖြစ်နေနိုင်ပါတယ်။နောက်တစ်ချက်ကတော့ဒီပေါ့နော် thyroid hormone နဲ့ hypothyroid တွေမှာဆိုလို့ရှိရင်လည်းအာရုံကြောကိုပျက်စီးစေပြီးတော့ရှစ်ပြားလက်ဖျားတွေထုံကျင်စေပါတယ်။နောက်တစ်ချက်ကတော့ဒီ autoimmune disease တွေမှာဆိုလို့ရှိရင်လည်းရှစ်ပြားလက်ဖျားတွေထုံကျင်ပြီးတော့အာရုံကြောတွေပျက်စီးနေတာမျိုးတွေဖြစ်နေနိုင်ပါတယ်နောက်တစ်ချက်ကတော့ဒီကင်ဆာသမားတွေမှာ chemotherapy လို့ခေါ်တဲ့ဆေးသွင်းကုသတဲ့အခါမျိုးတွေမှာလည်းဆေးရဲ side effect အနေနဲ့ဒီရှစ်ပြားလက်ဖျားတွေထုံကျင်နေတာမျိုးတွေဖြစ်နေနိုင်ပါတယ်နောက်ပြီးတဲ့အခါမှာဆိုရင်တော့ပိုးဆက်ယောဂတွေဖြစ်တဲ့ B ပိုး C ပိုးနဲ့ HIV ယောဂဖြစ်နေတဲ့သူတွေမှာဆိုရင်လည်းရှစ်ပြားလက်ဖျားတွေထုံကျင်နေတာမျိုးတွေဖြစ်တတ်ပါတယ်